အိုမြင်လေးတစ်ပုတ်ပြောပြမယ်ဗျာဒီဇလန်လေးက2002ခုနှစ်ကိုရီးယားနိုင်ငံကရွာလေးတရားမှာစခဲ့တာဂျင်ဦးလို့ခေါ်တဲ့ကောင်လေးတယောက်အကြောင်းပေါ့ဂျင်ဦးဆိုတာကစဆိုရင်ခေါင်းနဲ့မထက် short phone နဲ့ပြဿနာရှာဖို့လောက်ပဲစိတ်ဝင်စားတဲ့အထက်တန်းကျောင်းသားလေးတယောက်သူ့မှာအချစ်ဆုံးတငယ်ချင်း4ယောက်ရှိတယ်တယောက်ကဝတ်တော့ဒေါင်ဟန်စားလိုက်အိတ်လိုက်ပဲနောက်တယောက်ကပြုံကျူးအတန်းနဲ့အမြဲငိုက်နေတဲ့ကောင်နောက်တယောက်ကတော့ T1 ခေါင်းထဲမှာနာဖို့အတွေးတွေပဲရှိလို့အမြဲအဆူခါရတဲ့ကောင်နောက်ဆုံးတစ်ယောက်ကတော့စံပင်ရုပ်အချောဆုံးမို့ပြိုတိုင်းကြိုက်တဲ့နင်းစည်းခိုင်ပေါ့ဒီ9ယောက်လုံးကအတန်းတဲ့ကအတော်ဆုံးနဲ့အလှဆုံးចောင်းတူလေးရှာကိုဝိုင်းကျွေနေကြတာဗျာရှာကအတန်းကောင်းဆောင်ဆိုတော့စတော်တယ်လို့စီးခန်းကြီးတယ်ကျွင်းဦးကတော့ကိုတီးတယ်ရှာကသူ့လိုလူနဲ့ဘဲတံမလဲဆိုပြီးအဝေးကပဲမင်းနေခဲ့တာဒါပေမဲ့တနေ့မှကန်ကြမာကအလှည့်ပေါင်းထစ်လာတယ်ဂျင်းဦးပြဿနာရှာလိုက်လို့ရှာပါရောပြီးအဖိဖိခံလိုက်ရတယ်အဲ့ဒီမှာရှာကသူ့ကိုစိတ်ပြတ်သွားတယ်ဒါပေမဲ့နောက်ရက်မှာဆရာဆူကြီးမစ္စတာဂျိုအသက်မှာရှာစာအုပ်မပါလာလို့အစုခဏနီးမှာဂျင်းဦးကသူ့စာအုပ်ကိုပေးလိုက်ပြီးရှာအစာအပြစ်ခံယူလိုက်တယ်ဒီအဖြစ်ပြက်လေးကရှာရဲ့စိတ်ကိုပြောင်းလဲစေခဲ့တာပေါ့ရှာကကျေးဇူးတင်တဲ့အနေနဲ့ဂျင်းဦးကိုစာကျူးစားဖို့သူ့ရဲ့ကိုယ်ပိုင်မှစုစာအုပ်လေးပေးတယ်အစကတော့ဂျင်းဦးကမလုပ်ချင်ဘူးငါကပြင်းလို့မလုပ်တာလုပ်ရင်မင်းထက်တောင်တော်သေးတယ်ဆိုပြီးကြွားလုံးထုတ်လိုက်သေးတယ်ဒါပေမဲ့တကယ်တမ်းကျတော့ရှာစိတ်ပြတ်သွားမှဆိုလို့ညဘက်တွေမှာခေါင်းမီးတောက်အောင်စားထိုင်လုပ်တော့တာပဲရလာအနေနဲ့စာမေးပွဲမှာဂျင်းဦးအမှတ်တွေတက်လာတယ်သူတို့နှစ်ယောက်ကြားမှာတိုင်ဩစင်တွေတဖြည်းဖြည်းတိုးလာတာပေါ့နင်းနောက်တစ်ခါငါထက်အမှတ်မနှင်းရင်သပင်တူအောင်ညရမယ်ဆိုပြီးလောက်ကြီးထက်ကြတာတွေကျောင်းမှာခီးထွက်တော့အတူတူလျောက်လဲကြတာတွေမိပြတ်တဲ့ညကျောင်းကန်းထဲမှာနှစ်ယောက်ထဲကြံခဲ့ရင်စာလုပ်ကြတာတွေဒီလိုနဲ့အထက်တန်းကျောင်းသားဘွားရဲ့အမှတ်တရတွေအများကြီးဖန်တီးခဲ့ကြတယ်မိုးရွာထဲမှာစပိန်စီးရင်ရန်ဖြစ်လိုက်ရေမောလိုက်ဖြစ်နေကြတဲ့အချိန်တွေမှာဂျင်ဦးတယောက်သူ့ကိုသူတိလိုက်တယ်ငါသူ့ကိုမပိုင်ဆိုင်ရရင်တောင်သူပျော်နေလာမြင်ရရင်ခြေနဲ့ပြီးဆိုတဲ့အချစ်မျိုးနဲ့ချစ်မိသွားပြီဆိုတာကိုပေါ့ကြောင်းပြီးတော့သူတို့လမ်းခွဲရမယ့်ချိန်ရောက်လာတယ်ရှာကသူ့မွေးရမင်းမှာပဲတက်ကစိုးဆက်တက်ပြီးဂျင်ဦးကတော့စိုးမျိုးကိုတတ်သွားတယ်အဝေးရောက်နေပေမဲ့သူတို့အဆက်အသွယ်မပြတ်ကြဘူးဒီနေ့ကျတော့ဂျင်ဦးကရှာကိုတွေ့ဖို့ချိန်လိုက်တယ်ပထမဆုံး date လုပ်တဲ့သဘောပေါ့ဒါပေမဲ့အဲ့ဒီနေ့မှာပဲဂျင်ဦးကယောက်ျားပြီးစင်ခင်းနဲ့ဆိုပြီး MMA လက်ဝက်ပြင်ပွဲဝင်ထိုးတယ်တန်ရာတွေဗလပွားနဲ့ဂျင်ဦးကိုကြည့်ပြီးရှာကစိတ်ဆိုးသွားတယ်နင်ကဘာလို့ဒီလောက်ခလိဆိုင်ရတာလဲဆိုပြီးရန်ဖြစ်ကြတော့လမ်းခွဲလိုက်ရောဗျာအချိန်လေးကြာပြီးဂျင်ဦးရှိမှုထန်နေတဲ့အချိန်မှာရှာတို့မျိုးမှာရေကြီးတယ်ဆိုတဲ့သတင်းကြတော့သူအယမ်းစိတ်ပူပြီးဖုံးဆက်တယ်အဲ့ဒီဖုံးပြောခန်းလေးကတကယ်ကိုရင်နဲ့ထီစရာပါပဲနှစ်ယောက်သားတဲ့အကိုတယောက်ချစ်ခဲ့ကြမှဝန်ကန်လိုက်ကြပြီမြဲအချိန်တွေကနှောင်းသွားခဲ့ပြီအဲ့ဒီတုန်းကနင်သားငါ့ကိုဖွင့်ပြောခဲ့ရင်ငါလက်ခံမှာပါဟာဆိုတဲ့ရှာရဲ့စကားကိုကြားလိုက်ရတဲ့ဂျင်ဦးရဲ့ခန်းစားချက်ကိုတွေးကြည့်ဗျာနောက်ဆုံးဆက်တင်းကားမှာတော့ရှာမင်္ဂလာဆောင်တဲ့နေ့ရောက်လာတယ်ဂျင်ဦးနဲ့တငယ်ချင်းတွေအကုန်သွားကြတယ်ကိုချစ်လက်ကောင်မလေးကတခြားသူနဲ့လက်ထပ်သွားမှာဆိုတော့ရင်ထဲမကောင်းကြဘူးပေါ့ဒါပေမဲ့ဂျင်ဦးကတော့ပြုံးလေးပဲဓာတ်ပုံရိုက်တဲ့အချိန်မှာဂျင်ဦးကမထင်မှတ်တာတခုလုံးလိုက်တယ်တတို့သားကိုပြီးပြီးအတင်းနမ်းလိုက်တာဗျာဒါကအထက်တန်းတုန်းကသူတို့တငယ်ချင်းတွေပြောခဲ့ဘူးတဲ့တတို့သမီးကိုနမ်းခြင်းရင်တတို့သားကိုအရင်နမ်းရမယ်ဆိုတဲ့စကားကိုလက်တွေ့လုပ်ပြလိုက်တာပါပဲအဲ့ဒီအနမ်းကရဲစရာလိုနဲ့တကယ်တော့လွမ်းစရာကောင်းတယ်သူညပထမဆုံးအချစ်သူ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့မိန်းကလေးကိုနောက်ဆုံးနှုတ်ဆက်လိုက်တဲ့အနမ်းပေါ့ဇလန်ကတော့ happy ending မဟုတ်ဘူး realistic ဖြစ်တယ်လက်တွေ့ဆန်တယ်ဗျသူတို့မညားကြဘူးဒါပေမဲ့ကချိန်တုန်းကသူတို့နှစ်ယောက်ကြားမှာရှိခဲ့တဲ့အဖြူတဲ့တိုင်ရောစင်တွေအမတ်တေလာတွေကတော့ထာဝရကြံရနေခဲ့တာဒီဇလန်ကဘာတင်ပေးလဲဆိုတော့လူဆိုးလေးလူပြင်းလေးတွေတောင်မှအချစ်စစ်နဲ့တွေ့ရင်လူတော်တဲ့အောင်ဖြစ်လာနိုင်တယ်ဆိုတာပါပဲဗျာ